TikTok မှာ Messi နောက်ချင်းစီအကောင်လောက်ကောင်နာမည်ကြီးနေတဲ့ rating 7.5 ရထားတဲ့2013 K drama series ဂျန်ဦးကြောင် Living in Love ဇလန်းဟာအပိုင်း12ပိုင်းထိထွက်ပြီးဖြစ်ပါတယ်။မင်းသမီး Kim Tae-hee ရှယ်လာပြီးမင်းသား URA နဲ့လည်းအရန်အတွဲညီခဲ့တဲ့နန်းတွင်ကားဟောင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ဂျိုးစွန်ကစ်တမိုင်းကြောင်မှာနန်းတွင်သူအဖေကနေစတင်ပြီးမိဖုရားအကောင်ကြီးနေရာအထိပါတက်လန်းနိုင်ခဲ့သူဦးတဲ့သောပုဂ္ဂိုလ်ဂျန်ဟီဘင်ခေါ်ဂျန်ဦးကြောင်နဲ့ဇကြောင်လေးကိုရိုက်ကူထားပြီးဒီကားလေးထဲမှာတော့ဂျန်ဦးကြောင်ကိုဝစ်စွန်တွေထုတ်လုပ်တဲ့အချုပ်တမလေးအထိတရုပ်ဖော်ထားပါတယ်။ဇလန်အကြောင်းအရာကတော့ဂျန်ဦးကြောင်ဟာဘူယုံကျွန်းဆိုရဲ့ကိုပိုင်အထက်ဆိုင်လေးကိုဖွင့်လှစ်ထားပြီးသူ့ရဲ့ဝင်ငွေနဲ့မိခင်သူ့ကိုချုံပွားကနေရွေထုတ်ပြီးတော့ချင်းနိုင်ငံကိုအတူထွက်သွားဖို့ဆန္ဒရှိနေသူလေးပါ။တနေ့အဝတ်စားချုပ်လုပ်ဖို့အတွက်ကိုတိုင်းတိုင်းဖို့ပန်ဝင်လေးကခုစီတွားရင်ကအီဆွန်းနဲ့ဆုံတို့ချစ်ပြီးချစ်ကြွရဲ့ຫນွေမိခဲ့ကြတာပေါ့။အန်ရှီဆန်မင်းသားဆိုတာကိုဖုံးကွယ်ပြီးကိုရန်တော့တက်မှုကြီးအဖြစ်ဟန်ဆောင်နေတဲ့အီဆွန်းမကြခင်မှာပဲမိခင်နဲ့အတူချင်းနိုင်ငံကိုထွက်သွားရတော့မယ်။အိုကြောင်ချင်းနိုင်ငံကိုထွက်မသွားဖြစ်ဘူးဆိုရင်တော့နန်းတော်ထေကအီဆွန်းကိုလာရှာမယ်လို့နှုတ်ဦးကြကတိထားခဲ့ကြပါတယ်။အဲဒီနောက်ပိုင်းအိုကြောင်လည်းအကြောင်းအမျိုးမျိုးကြောင့်ချင်းနိုင်ငံကိုထွက်မသွားဖြစ်ပဲအချုပ်ဆောင်နန်းတွင်းတို့အဖြစ်နန်းတော်ထဲဝင်လာပြီးထွင်းနှန်းဆက်ခံပြီးဖြစ်ပဲအီဆွန်းနဲ့ပြုံးလဲဆုံစည်းဖြစ်တဲ့အခါမှာတော့နန်းတွဲအာနာလွန်ဆွဲမှုတွေကြားကအီဆွန်းနဲ့အိုကြောင်တို့ရဲ့ချစ်ပုံမြင်လေးကိုလှပပလေးပုံဖော်ရိုက်ကူပြထားတာမို့လို့ပြန်လဲခံလာကြည့်ရှုလိုက်ကြပါဦး။စကားကိုကြည့်ချင်ရင်တော့ comment မှာ hang ခဲ့ပြီးအောင်နဲ့ကြည့်လို့ရမယ့် Telegram link ကိုပို့ထားပေးမှဖြစ်ပါတယ်။ Telegram link ကို bio မှာကြည့်လို့ရပါတယ်။ comment မှာလည်းထည့်ပေးထားပါမယ်ဗျာ။ကြည့်ချင်တဲ့ကားများရှိရင် comment မှာမှန်းခဲ့ပေးပါဗျာ။